အားလုံးမင်္ဂလာပါ Anniversary ဆိုပါလို့ကြိုးစားမယ်ဒီနေ့မှာတော့ Spain တင်းနဲ့ Belgium တင်းတွေရဲ့ပွဲပြီးရလာကိုကျွန်တော်သုံးနှစ်တောင်ပြပြဒီမင်းညရှိပြန်ကစားတဲ့ Spain တင်းနဲ့ Belgium တင်းတွေရဲ့ပွဲစဉ်မှာ Spain တင်းက Belgium တင်းကို2ဂိုးလို့ဆိုရရလာနဲ့အနိုင်ယူပြီးတော့ Semi Final ကိုတက်ရောက်တာဒီကမ္ဘာဖလား Quarter Final အဆင့်မှာအကျိတ်နဲ့ရှိသောပွဲလို့တော့တင်ရမယ်အဲဆိုနှစ်တင်းလုံးအမားမခံဘူးအကောင်းဆုံးကစားပါတော့တွေ့ရမယ်ဒီ Spain ဘက်ကြည့်မယ်ဆိုရင် Spain ဘက်က4-3လေးဆိုတဲ့ကစားပါနဲ့ပွဲထတာတွေ့ရမယ်ဂိုးဘာနေရာမှာဦးနိုင်စီလို့ပါတယ်နောက်တက်မှာဆိုရင်ကိုဗစီပတ်ထဘူရိုလာဘောနဲ့ကူရီလာလို့ပွဲထတာတွေ့ရကွင်းလက်ပိုင်းမှာကြည့်ကွင်းလက်ပိုင်းမှာဆိုရိုဒီပါမယ်ဖေဘီယန်ရူပါတိုက်စစ်မှာပြန်တောင်းမယ်ဆိုရင်လက်မိုင်းရမယ်ပါလာမယ်ဒန်နီအောမိုပါမယ်အလက်စစ်ပေးတာပါဒီကတိုက်စစ်များကိုဦးဆောင်တာဦးရဖြစ်အဲ့တော့လူစားလေးကစားမှကြည့်မယ်ဆိုရင်တော့ဘတ်ထရီဖာရန်တိုနဲ့နီကူရီပြန်တယ်မယ်ရီလို့ပါဝင်လာပြโอเคမယ်ရီကိုတော့ချီကြည့်အောင်အဲ့တော့ပွဲပြီးကနေမှာအမြဲတမ်းဘိုးသွင်းတဲ့အတဲခွဲကိုတွေကိုတောင်းလျှောက်ပြောရတယ်ပေါ်တူဂီပွဲမှာရောဒီဘယ်ချင်ပွဲမှာအဓိကသူအနိုင်ကိုပြောရတယ်တွေ့ရမယ်โอเคဘယ်ချင်မှာပြန်ကြည့်မယ်ဆိုရင်၄နှစ်၃နှစ်ဆိုတဲ့ကစားပါနဲ့ပဲဘယ်ချင်ကပွဲထွက်လာတာတွေ့ရမယ်ဘိုးဒီမနေရာမှာကွန်တိုရဲနောက်တစ်နေရာမှာဒေါ်မကတ်စတာကြီးနေတန်ရိုင်းမက်ကီလီနဲ့ဒီကူဖာတို့ပွဲထွက်လာတွေ့ရမယ်โอเคကွင်းလေပြန်ကြည့်မယ်ကွင်းလေမှာဆိုရက်ကင်းပါလာမယ်ဘာနာကင်းပါလာမယ်အဓိက8ကွင်းလေနဲ့အောင်ဦးဆောင်လာတော့ဒီဘရိုင်းကโอเคတောင်မှနှစ်ဖက်ကြည့်မယ်ဆိုရင်ဒိုကူနဲ့Trojan အဲ့ဒီဒီကတောင်မှန်မြန်တဲ့နှစ်ယောက်ထည့်တွေ့လာတယ်ဆိုတာလေသူတိုင်မြန်တိုက်စစ်ကစားဖို့ပဲထုတ်တာတွေ့ရမယ်။ Okay တိုက်စစ်ဦးဆောင်တဲ့လူကစားမှာတော့လူငယ်ကစားမှာကက်တက်လီယာဖြစ်တယ်။ Okay ပြန်ကြည့်မယ်။လူငယ်ကစားမှာတွေကြည့်မယ်ဆိုတော့ Alexis Witsel တို့လူကာကူတို့ထည့်တွေ့လာတာတွေ့။အဓိကသူတို့အတွေ့အကြုံနဲ့ကစားဖို့စိုးဆုံးချတော့ပြောမှာဆိုတော့ Quadri တန်ရရသွားပြီးတော့ကစားသမားအရင်ကစားသမားဖြစ်တဲ့ဘိုးမလင်မန်ပြန်ပါဝင်လာတာတွေ့ရမယ်။အတွေ့အကြုံမှရဆိုတော့ဘယ်ဂျီကပိုပြီးကောင်းတယ်လို့ပြောပြီးမယ်စပိန်တင်းကလူငယ်တွေကိုအဓိကအားထားပြီးကစားပါတယ်တိုက်စစ်ကိုအလုံးဝအားမချပဲကစားရတာတွေ့ရမယ်ဘောလုံးကိုအဓိကဂိုင်းပြီးကစားတယ်ရေချက်စီးနဲ့နောက်တန်းတွေကိုတော့ကပေးတာတွေ့ရတယ်ပွဲစားတွေကစပိန်ရဲ့ဘောလုံး position ကိုကြည့်မှဆိုတော့တော်ကြီးကောင်းတယ်တပွဲလုံးသူတို့ပဲထိန်းချုပ်ရတယ်ပွဲစားနဲ့တောင်းလျှောက်တိုက်စစ်စင်တွေအောင်တွေ့ရမယ်ဒါပေမဲ့ဘယ်ဂျီဘက်ကြည့်ဘယ်ဂျီဘက်မှာဆိုရင် deep block တွေ mid block တွေဖြတ်တယ်ဒူကူကိုအားထားပြီးတော့ counter attacking တွေကိုဆော့ရတာတွေ့ရမယ်ဒါပေမဲ့အားလုံးမထင်ထားတဲ့အချိန်ပွဲချိန်မိနစ်30မှာဒန်နီအောမိုကန်လိုက်တဲ့လုံးကွန်တိုရီကကာကွယ်ခဲ့ပေမဲ့ပြန်ချန်ထွက်လာတဲ့လုံးဖေဘီယန်ရူကပိတ်တွင်းပြီးတော့စပိန်တင်းဦးဆောင်မှုရသွားတယ်။ Okay ဦးဆောင်မှုရသွားတယ်ချိန်မှာဘယ်ဂျီယန်တင်းကလုံးဝအားရောတာတွေ့အားရောတာကိုမတွေ့ရမယ်တံမြန်တိုက်စစ်တွေနဲ့တောင်းလျှောက်ကိုစပိန်ရဲ့နောက်ခံကိုထိုးပေါက်နေတာတွေ့ရမကြခင်မှာပဲကက်တလီယာရဲ့ contact တွင်းကုန်တဲ့သူဘယ်ဂျီယန်ကတေးရမှာကိုရရှိခဲ့Okay ဒီကိုကစပိန်ရဲ့နောက်တန်း position အားနေတာတွေ့အောင်ကျွန်တော်ဟိုရင်ပွဲတော့လည်းပြောခဲ့ဘူးလားကတော့စပိန်ကကောင်တာတိုက်စစ်တွေစောတာဟုတ်ခဏခဏတွေ့လာရတယ်ဆိုရင်အဲ့တော့ဂူရီလာဘက်ကြည့်မယ်ဂူရီကတိုက်စစ်တာဟိုအားတက်တယ်ကစားမှာတိုက်စစ်တာလိုက်ပါချိန်မှာနောက်တန်းမှာဟာခွက်တွေရှိတယ်အဲ့ဒီဟာခွက်ကိုဘယ်ကျန်အသုံးချပါတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီဟာခွက်ကိုလားပြင်တဲ့ပွဲမှာအသုံးမချနိုင်တော့ပြင်တဲ့ကတော့ဂူပြက်ချေပြန်တယ်ဟိုလုံးပါဒီပွဲမှာအဲ့တော့ကျွန်တော်ကတော့အဲ့ဒီစပိန်ရဲ့နောက်တန်းကိုတော့တိတ်အားမရဘူးတိုက်စစ်တာအားတက်တယ်လို့မြင်တယ်โอเคဒီပွဲကိုကြည့်မယ်ပထမပိုင်းမှာဆိုတော့တေးရလက်နဲ့ပြီးဆုံးခဲ့တယ်ဒုတိယပိုင်းမှာကြည့်မယ်ဆိုရင်တော့ဒုတိယပိုင်းမှာစပိန်ကတက်မှုပိုပြီးမြင့်ပြီးဆော်လာတွေ့ရတယ်โอเคပက်ထရီဖာရတိုနဲ့နီကိုဝီလီယန်နဲ့မယ်ရီနိုလိုကစားမားတွေကိုထည့်ပြီးတိုက်စစ်ကိုပိုပြီးမြင့်လာတာတွေ့ရဘယ်ဂျီယန်ဘက်ကိုကြည့်မယ်ဆိုရင်လူကာကိုဝစ်စတယ်စီးနဲ့စကဆလမီကာတို့ကိုထည့်သွင်းပြီးတော့ကစားနေတာတွေ့ရမယ်အဓိကတော့သူတို့ကတော့တွေးကြုံရင်းကစားမားတွေထည့်သွင်းပြီးတော့ပွဲကိုထိန်းချုပ်မယ်ပေါ့အဲ့တော့ဒါပေမဲ့တစ်ဖက်တစ်ရက်စီကိုအခွင့်အရေးတွေကစပိန်တွေကရလိုက်ဘယ်ဂျီယန်တွေကရလိုက်အဲ့လိုမျိုးဖြစ်နေတယ်ဒါပေမဲ့ဂိုးမကော်ဒရီတို့ကကော်ဒရီနဲ့လိုင်းစီမိုကတော့လက်ဆောင်ပြကာကွယ်ခဲ့တယ်ဒီပွဲတစ်ပွဲကတော့မိနစ်90ကျော်ဆဖြစ်တာဘယ်ဂျီယန်တရက်ဂိုးမှာကော်ဒရီကတန်းရပါတယ်အဲ့တော့ကစားမလဲရပြီဂိုးမလီမန်ကိုကျဲသွင်းလိုက်အစ်ထက်တွင်ပြီးမကြောက်ဘူးပွဲအကြီးမားဆုံးအလှည့်ပြောင်းတော့စအဲ့တော့လီမန်ကစားမှာကမ္ဘာမှာတောင်းချောင်းမှာအရင်ကိုထိုင်ရတဲ့ကစားမှာကော်ဒရီကပွဲကိုစက်ကစားနိုင်တယ်ဆိုပေမဲ့နီးပြတော့လူစားအောင်ချက်ချင်းလဲလိုက်တွေ့အောင်နီးပြဖွန်ဒီကတော့နောက်ဆုံးအနိုင်ကိုတွင်းကိုလူစားလဲသွားတယ်ပဲပြောရမယ်မီရီနိုဒီပွဲမှာမီရီနိုချီကြည့်မီရီကပေါ်တူဂီနဲ့ပွဲမှာလေလူစားဝင်လာပြီးတော့ပေါ်တူဂီကိုအတဲခွဲကိုတွင်းပြီးပေါ်တူဂီကိုအင်ဘေးပြန်လိုက်တယ်စားမှာโอเคဒီပွဲမှာဆိုရင်လူစားဝင်လာပြီး88မိနစ်အရောက်မှာဂိုးသွင်းပြီးတော့ဘယ်ဂျီယန်လည်းအင်ဘေးပြန်လိုက်အဲ့တော့ရှင်းရှင်းလေးပဲမီရီနိုကစူပါဆက်ကစားမှာလို့ပြောမှာအာဆင်နယ်မှာလည်းတော်ကောင်းတယ်လို့ပြောတယ်အဲ့တော့အာဆင်နယ်မှာလည်းသူ့ရဲ့ကစားမှုတွေတက်ကြည့်မယ်ဆိုတော့စ
Super Set အနေနဲ့ရောဒီတိုင်းပွဲထွက်ကစားမှနေရောတိုက်စစ်ကစားသမားနေရောပွဲထွက်နေရတွေ့အဲ့တော့မင်းတို့ကတော့စပိန်မှာတော်တော်ယုံကြည်စိတ်ရတဲ့ကစားသမားလို့ပြောလို့ရအဲ့တော့လေးမန်းကိုလဲပြီး2မိနစ်3မိနစ်အကြာမှာပဲကူပါစီကန်လိုက်တဲ့အလုံးကိုလေးမန်းအပြည့်အဝမဖမ်းနိုင်ပဲနဲ့လွတ်ထွက်လာတဲ့လုံးမင်းတို့ကပိတ်ပင်ခဲ့88မိနစ်ရောက်မှာအဲ့တော့စပိန်တို့ရဲ့အနိုင်ကိုတွင်းယူအားခဲ့တယ်မင်းတို့ကတကယ်ကိုစူပါဆက်လို့ပြောပေါ်တူဂီပွဲမှာလည်းသူကဂိုးတွင်းတယ်လို့ပြောအဲ့တော့2မိနစ်အတွင်းမှာပဲစပိန်တင်းကသူ့ရဲ့ပွဲရလဒ်ကိုပြောင်းလဲသွားတော့တွေ့ရမယ်ပွဲတမ်းနဲ့အောင်မြင်မှုပြောမှဆိုရင်နီးပြဖွန်လေးပဲစပိန်နီးပြနီးလူစားလဲမှုတွေကတအားမှန်ကန်တယ်တော်တော်ကြောက်ဖို့ကောင်းတယ်ပြောမယ်သူထစ်တဲ့ကစားမှလည်းဂိုးသွင်းတယ်ပွဲရဲ့တက်မှုပုံမြင့်အောင်ကစားရတာတွေ့ရမယ်ဒီပွဲအရေးကြီးအောင်ဖစ်တွေကတော့ရှင်းရှင်းလေးပဲစပိန်ကကွာတာဖိုင်တယ်ကို2ဂိုးတကူဆိုတဲ့ရလနဲ့တက်ပြီးပြင်တစ်တင်နဲ့စုံမယ်ပြီးတော့လူကအဖွင့်ကိုတွင်းတယ်အပိတ်ကိုမီရီနိုတွင်းတယ်ဘယ်ကျန်တဲ့ဂျီဖတ်ကိုတွင်းခဲ့ပြီမယ်ပေါ်တိုရီတန်ရန်ရောက်သွားတဲ့နောက်ပိုင်းမှာတော်ကြီးကိုစိုးရတဲ့ကစားပွဲတွေဖြစ်လာတယ်ကူပါစီကန်ချန်ကနေရှင်းရှင်းလေးပဲပြန်ရှင်ထွက်လာတဲ့လုံးမီရီနိုကပိတ်တွင်းပြီးအနိုင်ဖို့ပြောရတယ်တွေ့ရအဲ့တော့ဒီပွဲမဝင်လာလို့ပြောရမယ်စပိန်တင်းကလူအင်အားရရောကစားပွဲရအောင်ဒီပွဲကိုပို့ပြီးကောင်းတယ်ပြောโอเคစပိန်တင်းကနောက်စစ်မှာစီမီဖိုင်တော့ပြင်တစ်တင်နဲ့တွေ့မယ်โอเคပြင်တစ်တင်ကလည်းတော်ကြီးကောင်းတယ်အတင်းမော်ရိုကိုလိုအတင်းလို့မော်ရိုကိုလိုအမှားမခံတဲ့အတင်းကိုသူနိုင်အောင်ကစားခဲ့စပိန်နဲ့ပွဲမှာဘယ်လိုရလိုက်တော့ဒီပွဲစပိန်အတွက်ဆိုတော့တကယ်စမ်းသပ်မှုတော့ပြောပြင်တစ်လို့တိုက်စစ်အာတန်တင်းနဲ့စပိန်လိုနောက်တန်းအားဗာလဲစပိန်လိုနောက်တန်းဟာကွက်တွေရှိရတယ်အဲ့နဲ့တင်းဆုံးအဲ့တော့ပြင်တစ်ကလည်းမိုင်းမားလို့လုပ်တယ်စပိန်ကလည်းတန်ဖိုးပဲတုံးမချတဲ့နဲ့တွေ့ပြီအဲ့တော့တော်ကြီးကြည်ကောင်းမယ်လို့တော့ပြောမယ်အဲ့တော့ဒီပွဲတန်တဲ့ပွဲပြောမှဆိုကွန်ထရိုးတန်ရပါကွန်ထရိုးတာမထောက်ဝိုင်းတော့ဒီပွဲကပနတီအဆုံးဖြတ်တီကိုရောင်းဝမ်းမယ်လို့ကျွန်တော်မြင်အဲ့တော့လူချင်းနဲ့အနိုင်ရတော့စပိန်နဲ့အကောင်းဆုံးရယူပါတယ်စိတ်တက်ဒီပွဲကိုအဓိကကြောင်းနေပါစိတ်တက်တကူပဲပေါ့ငါတို့နိုင်ရမယ်ဆိုတဲ့စိတ်ကူနဲ့တို့ကစားသွားတာပြရအဲ့တော့စီမီဖိုင်ကိုထိုင်းတန်သွားတယ်ဘယ်ဂျီကတော့အိမ်ပြန်ခဲ့လိုပြီးဘယ်ဂျီကိုလေးစားပါတယ်စပိန်လိုတင်အကောင်းဆုံးကစားပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကမ္ဘာ့လာနဲ့ပတ်သက်တဲ့ပွဲချုပ်သုံးတဲ့ချက်တွေပွဲပြီးသုံးတဲ့ချက်တွေကိုကျွန်တော်တို့ YouTube channel မှာ Facebook page မှာ TikTok မှာကျွန်တော်တင်ထားပေးပါဟုတ်ကဲ့ဒါကြည့်ရှုပြီးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော် MD1 ကအာဂျူပါ